Hello မင်္ဂလာပါဒီချိန်အဖြူပါမိဘတိုင်းကိုယ့်ရဲ့သားသမီးကို English လို့ပြောတဲ့စီခြင်းပေးမယ်ကိုတိုင်းကဘလို့စပြောရမှန်းမသိဖြစ်နေပြီလားစာအုပ်ကြီးတွေကလို့မဟုတ်ပဲအိမ်မှာရိုးရိုးလေးနဲ့နေ့စဉ်သုံးလို့ရမယ်အသုံးဝင်ဆုံး Basic English ဝါကျတွေကိုဒီဗီဒီယိုလေးမှာမေမေတို့နဲ့အတူလက်တွေ့လုပ်ပြပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုအဆုံးထိကြည့်သွားပေးပါနော်တသားမီမီတွေနဲ့ဒီနေ့ကစပြီးတော့အိမ်မှာ English လို့စပြောလို့ရပြီပေါ့ကဲလိုက်ဆိုဖို့အစဉ်သစ်ပြင်ထားနော် Okay let's get started Good morning Sen မင်္ဂလာမနက်ခင်းမှာသားလေးရေ Okay နော် Good morning မင်္ဂလာမနက်ခင်းမှာနော်သားဆိုလို့ရှိရင်တော့ Sen လို့သုံးမယ်သမီးဆိုလို့ရှိရင်တော့ daughter လို့သုံးမယ်ပေါ့နော်ဒီမှာကတော့ Sen ဆိုပြီးတော့သုံးပေးလိုက်ပါတယ် Good morning Senမင်္ဂလာမနက်ခင်းမှာသားရေ Good morning Sen Good morning Sen Did you sleep well Okay เนาะဒီမှာ did နဲ့ you ကလေလင်းချိတ်ဖတ်လို့ရှင် did you လို့ဖတ်ရတယ်ရှေ့ကစကားလုံးက d နဲ့ဆုံးတယ်နောက်ကစကားလုံးက y နဲ့စတယ်ဆိုလို့ရှိရင် you လို့ထွက်တယ်ပေါ့เนาะ dy ရဲ့တန်က j နောက်က ou ရဲ့တန်က u ကြူဆိုတော့ you ပေါ့เนาะရုပ်တော့အဲ့ you ရဲ့နေရာမှာ r ထည့်လိုက်မယ် you က your ဖြစ်လို့ရှိရင် did you လို့မထွက်တော့ did your လို့ဖြစ်မယ်เนาะဒီမှာကတော့ did you เนาะ did you sleep well ကောင်းကောင်းအိပ်ပျော်ရဲ့လားသားလေးရေOkay အဲ့တော့နော်မနေ့အိပ်ရထားတဲ့အချိန်မှာကိုယ့်ရဲ့သားကိုနော်သားညကအိပ်လို့ပြောရဲလားကောင်းကောင်းအိပ်ပျော်ရဲလားအေးရွားရဲလားဆိုပြီးတော့မေးချင်တယ်ဆိုလို့ရှိရင် Did you sleep well Okay အဲ့တော့နော်တခါတည်း practice လုပ်ပေးပါ Did you sleep well 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 Time to wake upထားတော့မဲ့အချိန်ရောက်ပြီ Okay time to ဆိုတာကအချိန်ရောက်ပြီ wake up ကအိယာနိုးတာအိယာထားတာအဲ့တော့နော်ထားရမဲ့အချိန်ရောက်ပြီသားရေလို့ပြောတာနော်အဲ့ကိုယ့်ရဲ့သားကမထားသေးဘူးကိုယ့်ရဲ့သမီးလေးကမထားသေးဘူးအဲ့တော့ကြောင်းသွားရမဲ့အချိန်လဲနော်ရောက်ခါနီးနေပြီဆိုလို့ရှိရင်နော်သမီးရေထားဖို့အချိန်ရောက်နေပြီနော်ထားဖို့အချိန်ရောက်နေပြီသားလေးရေဆိုပြီးတော့နော်နှိုးကျင်တယ်ဆိုလို့ရှိရင် time to wake up time to wake up time to wake up brush your teeth please သွားတိုက်လိုက်အောင်နော် Okay နော်သွားတိုက်ခိုင်းမယ်ဆိုလို့ရှိရင် brush your teeth Okay brush ကပွတ်တိုက်ပါ your teeth ကမင်းရဲ့သွားတွေကိုနော်ကိုသားကိုပြောတာပေါ့နော်သားသမီးနည်းနည်းစလုံးတူပါပဲနော် please ကကျေးဇူးပြုပြီးတော့ brush your teeth please သွားတိုက်လိုက်အောင်နော် brush your teeth please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  wash your face မျက်နှာတက်လိုက်အောင်မျက်နှာတက်အောင်နော်အဲ့လိုမျိုးပြောမယ်ဆိုလို့ရှိရင် wash ကစေးကြောသည် your face မင်းရဲ့မျက်နှာကိုသားရဲ့မျက်နှာကိုပြောတာနော်အဲ့တော့မျက်နှာစေးအောင်ဆိုတာမျက်နှာတက်အောင်လို့ပြောတာပါ wash your face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  face not face face မဟုတ်ပါဘူး face wash your face wash your face change your clothes အဝတ်စားလဲလိုက်တော့ Okay เนาะကျောင်းသွားရမယ့်အချိန်ရောက်နေပြီအဝတ်စားလဲခိုင်းမယ်ဆိုလို့ရှိရင် change your clothes change your clothes change ကပြောင်းလဲတည်ပြောတော့เนาะဒီမှာတော့လဲပါ your clothes မင်းရဲ့အဝတ်စားတွေကိုညားကဝတ်ထားတယ်ညားအိဝတ်စားတွေကိုเนาะချွတ်ပြီးတော့ကြတော့ကျောင်းသွားမယ့်အဖြူစိမ့်ဝတ်ခိုင်းတာမျိုးကိုပြောတာပါ Okay တော့တခြားဝတ်စားဝတ်တာလည်းတူပါပဲ change your clothes change your clothes change your clothes Are you hungry သားဘိုက်စားပြီလား Okay เนาะသားရေဘိုက်စားပြီလားဆိုလို့ရှိရင် Are you hungry Okay เนาะ hungry ကစားလောင်တော့ရှေ့က or နဲ့ပေါင်းလို့ရှိရင်စားလောင်သည်အဲ့ရဲ့ or က subject ရဲ့ရှေ့ကိုပို့လိုက်တော့เนาะဒီ yes or no question ဖြစ်တာเนาะဖြစ်သွားပါတယ်အဲ့တော့ Are you hungry သားရေဘိုက်စားပြီလား Are you hungry Are you hungry Are you hungry Let's eat breakfast မနေ့စားကြရအောင်Okay เนาะ let's eat ဆိုတာကစားကြရအောင် breakfast ဆိုတာကမနေ့စား not breakfast ဆိုလို့ရှိရင်တော့မှားပါတယ် breakfast ကရောများသောအားဖြင့်ကမှားကြတယ်ပေါ့เนาะအဲ့လိုမျိုးမှားပြီးထွက်ကြတယ်တကယ်မှတော့မနေ့စားကိုကျမတို့ကเนาะ breakfast ဆိုပြီးဖတ်ရပါတယ်ထွက်ရပါတယ် let's eat breakfast let's eat breakfast let's eat breakfast เนาะမနေ့စားကြရအောင် Okay hurry up or we will be late မြန်မြန်လို့မဟုတ်ရင်နောက်ကျလိမ့်မယ်
okay ကျောင်းက9နာရီတက်မယ်ကိုကအခုမှเนาะ9နာရီထိုးကနီးနေပြီကိုကအိမ်မှာပဲရှိသေးတယ်အဲ့ဒါကြောင့်မို့ကိုယ့်ရဲ့သားကိုပြောလိုက်တယ် hurry up hurry နဲ့ up ကိုကျမတို့ကလေ link ချိတ်ပြီးဖတ်မယ်ဆိုရင် hurry up เนาะ hurry up ဆိုပြီးတော့ထွက်ရပါတယ် hurry up or ဒါမှမဟုတ်ရှင် we will be late late ကနောက်ကျတော့ be late ဆိုတော့နောက်ကျသည် will be late ဆိုတော့နောက်ကျမယ်အဲ့လိုမှမဟုတ်လို့ရှိရင်ငါတို့နောက်ကျလိမ့်မယ် hurry up or we will be late hurry up or we will be late hurry up or we will be late have a good day at school ကျောင်းမှာပျော်ရွှင်စရာကောင်းတဲ့နေ့လေးဖြစ်ပါစေ have a good day เนาะပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေ at school ကျောင်းမှာအဲ့တော့ကျောင်းမှာပျော်ရွှင်စရာနေ့လေးဖြစ်ပါစေလို့ပြောတာပါ okay เนาะအဲ့တော့ကျောင်းမသွားခင်မှာဆိုလို့ရှိရင်เนาะအဲ့လိုမျိုးလေးပြောချင်တယ်ကျောင်းမှာပျော်ရွှင်တဲ့နေ့လေးဖြစ်ပါစေဆိုပြီးတော့ပြောချင်တယ်ဆိုရင် have a good day have a good day ကိုကျမတို့က link ချိတ်ဖတ်မယ်ဆိုရင် have a good day have a good day have a good day at school at school have a good day at school have a good day at school have a good day at school wash your hands before eating မစားခင်မှာလက်အရင်ဆေးအောင် okay wash ကဆေးကြောပါ your hands မင်းရဲ့လက်တွေကို before eating မစားခင်မှာအဲ့တော့နော်တခုခုမစားခင်မှာမုံစားတာပဲဖြစ်ဖြစ်နော်ထမင်းစားတာပဲဖြစ်ဖြစ်အဲ့လိုမျိုးအစားအသောက်တွေကိုမစားခင်မှာလက်ဆေးပါလက်အရင်ဆေးပါလို့ပြောတာပါ wash your hand before eating wash your hand before eating wash your hands before eating wash your hand before eating wash your hand before eating sit properly please တည်တည်ချာချာထိုင်ပါ okay sit ကထိုင်ပါ properly ကတင့်တက်လျောက်ပတ်စွာ please ကကျေးဇူးပြုပြီးအော်ဒီမှာတော့တည်တည်ချာထိုင်လို့ပြောတာပါ sit properly please sit properly please properly sit properly please sit properly please sit properly please don't talk with your mouth full ပါဇက်ထဲအစားအစာရှိတဲ့အချိန်မှာစကားမပြောရဘူး okay အဲ့တော့နော် don't talk ဆိုတာကမပြောနဲ့ with ကနဲ့အတူ your mouth မင်းရဲ့ပါဇက် full ကပြည့်တော့ not full ဆိုတဲ့အတန်ဆိုရှင်တော့မှားပါတယ် full လို့ပဲထွက်မယ် full ကပြည့်တော့ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ပါဇက်ထဲမှာပြည့်နေလို့ရှိရင်စကားမပြောနဲ့ဆိုတော့ပါဇက်ထဲမှာအစားအစာတွေရှိနေတယ်အစားအစာတွေနဲ့ပလုတ်ပလောင်းဖြစ်နေတယ်အဲ့လိုမျိုးဆိုလို့ရှိရင်စကားမပြောနဲ့လို့ပြောတာပါ don't talk with your mouth full 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 finish your food အစားအစာတွေကိုကုန်အောင်စားပါ finish ကပြီးဆုံးအောင်လုပ်သည် your food ကမင်းရဲ့အစားအစာအဲ့တော့မင်းရဲ့အစားအစာတွေကိုပြီးဆုံးအောင်လုပ်ပါဆိုတော့အစားအစာတွေကိုကုန်အောင်စားလို့ပြောတာ okay เนาะအစားအစာတွေကိုကုန်အောင်စားပါတွဲပြက်မချန်နဲ့ okay เนาะကျွေးတဲ့ထမင်းကိုအကုန်စားခိုင်းတာပါ okay အဲ့တော့ finish your food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  okay เนาะထမင်းကိုကုန်အောင်စားအဲ့ဆိုရှင် finish your food ဆိုပြီးတော့သုံးလို့ရပါတယ် finish your food do you want some more ထပ်လိုချင်သေးလား okay เนาะ do you want ဆိုတာကလိုချင်လားနောက်က want ကလေ verb 1ဖြစ်တဲ့အတွက်ကြောင့်ရှေ့က heavy verb do does this မှာ do ကိုသုံးလိုက်တာပါ present simple tense ဖြစ်လို့ do နဲ့ does မှာရှေ့က you ကလေ plural အများကြီးဖြစ်တဲ့အတွက်ကြောင့် do နဲ့ does မှာ do ကိုခေါ်လိုက်တာ do you want မင်းလိုချင်သေးလား some more နောက်ထပ်ပြီးတော့လိုချင်သေးလားထမင်းထက်လိုချင်သေးလားဟင်းထက်လိုချင်သေးလားအဲ့လိုမျိုးမေးချင်တယ်ဆိုရင်တော့ do you want some more do you want some more do you want some more that's enoughဆိုတာကတော်ပြီလုံလောက်ပြီဒီလောက်ပဲကျွန်တော်ထည့်ထားတဲ့ထမင်းကကွက်ဒီလောက်ပဲမယူတော့ဘူးဒါမျိုးကိုပြောတာပါ that's enough okay that's နဲ့ enough ကိုကျမတို့ကလေ link ချိတ်ဖတ်မယ်ဆိုလို့ရှင် that's enough ဆိုပြီးတော့ဖတ်ရပါတယ် that's enough okay တော်ပြီမယူတော့ဘူးเนาะလုံလောက်ပြီလို့ပြောတာပါပိုက်ဝါကြီးပေါ့เนาะdrink some water ရေနည်းနည်းတောက်လိုက်အောင် okay เนาะ drink ကတောက်ပါ okay เนาะ verb 1ကိုရှစ်တဲ့မှာထားတယ်အဲ့ဒါဆိုရင်တော့တခုခုကိုလောက်ပါဆိုရဲ तू ကခိုင်းစီတဲ့ပုံစံမျိုးပေါ့เนาะအဲ့တော့ drink ဆိုတာကတောက်လိုက်အောင်တောက်လိုက်ပါ okay เนาะ some water ရေနည်းနည်းတောက်လိုက်အောင်ရေအချို့ဆိုတာထက်ရေနည်းနည်းကိုပြောတာပါအဲ့တော့เนาะရေနည်းနည်းတောက်လိုက်အောင် drink some water be careful it's hot ဂီယူဆိုင်တော့ပူတယ် okay အဲ့တော့เนาะဒီမှာဆိုလို့ရှိရင်เนาะ over တက်တယ်ဆိုပါစို့เนาะဒီရင်နွေးကအပူကြီးလှုပ်ထားတယ်အဲ့မှာကလေးကသွားကင်နေဆိုလို့ရှိရင်เนาะမေမေကနေပြီးတော့ be careful ဂီယူဆိုင်တော့ it's hot ပူတယ် be careful it's hot ဒ
ဒီမှာ careful ကို careful လို့မထွက်ဘူး careful လည်းမဟုတ်ဘူး careful လည်းမဟုတ်ဘူး careful ful ကိုကျမတို့က fall လို့ပဲထွက်ရပါတယ် be careful ဂရုစိုက်နော် it's hot ပူတယ် okay နော်အေးတယ်ဆိုရင်တော့ it's cold လို့သုံးလို့ရရနော်ဒီမှာကတော့နော်အပူဆိုတော့ကြတော့ hot ပဲသုံးတယ် be careful it's hot be careful it's hot help me set the table okay help me ဆိုတာကငါ့ကိုကူညီပါမေမေကနေပြောလိုက်တာပေါ့နော်နော်သူ့ရဲ့သားလေးကို okay နော် help me နော်မေမေကိုကူညီပါအောင် set the table ဆိုတာကထမင်းပွဲပြင်မှုနော်အဲ့တော့ထမင်းပြင်နော်ဒီထမင်းစားတော့မယ်ဆိုရှင်ထမင်းခူးတာမျိုးနော်ဒီဟင်းပွဲတွေကိုချတာမျိုးအဲ့ဒီအချိန်မှာဆိုရှင်နော်မေမေကနေပြီးတော့ကိုယ့်ရဲ့သားကိုခိုင်းတဲ့အခါမှာဒီလိုမျိုးလေးသုံးလို့ရပါတယ် help me set the table 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 not table table မဟုတ်ပါဘူး table table are you for ဘိုင်းဝပြီလားဘိုင်းပြည့်ပြီလား okay เนาะထမင်းစားတဲ့အချိန်မှာเนาะကလေးကတော်ပြီဆိုရှင်เนาะตาဘိုင်းပြည့်ပြီလားဝပြီလားဒီလိုမျိုးမေးချင်လို့ရှင် are you for ဆိုပြီးတော့မေးလို့ရပါတယ် okay เนาะ for ကပြည့်ဝတော့ပြည့်တော့ okay เนาะ are for ဆိုတော့ပြည့်တည်ဒီမေးခွန်းလှုပ်ချင်တယ် yes or no question เนาะဟုတ်လားမဟုတ်ဘူးလားမေးခွန်းလှုပ်ချင်လို့ရှင်ရင်ဒီ heavy verb ကို subject ရဲ့ရှေ့ကိုပို့တယ်အဲ့တော့ဒီမှာ errorကိုကျမတို့က subject ဖြစ်တဲ့ you ရဲ့ရှေ့เนาะ you ရဲ့ရှေ့ကိုပို့လိုက်တယ်အဲ့တော့ are you for မင်းဘိုင်းဝပြီလားเนาะဝပြီလားပြည့်ပြီလားလို့ပြင်မေးတာပါ are you for let's clean up your toy တားရဲ့အယုတ်တွေကိုတန့်ရှင်းလုပ်ပြီးတော့တင်လိုက်ကြရအောင် okay เนาะတခါတည်းမှာเนาะဒီ clay ရှိတဲ့အိမ်တွေဆိုလို့ရှိရင်အယုတ်တွေကအရန်ပြားခတ်နေတယ်အဲ့ဒါဆိုလို့ရှိရင် clay တွေကိုတင်ပေးတဲ့အကျင့်လုပ်ပေးတဲ့အခါမှာဒီလိုဝက်ကြတွေသုံးလို့ရတယ်เนาะ okay เนาะ let's clean up တန့်ရှင်းလုပ်လိုက်ကြရအောင်တင်လိုက်ကြအောင် your toys တားရဲ့အယုတ်တွေကိုเนาะဒီတန့်ရှင်းလုပ်ပြီးတော့တင်လိုက်ကြရအောင်လို့ပြောတာပါအယုတ်တွေအကုန်လုံးကိုတင်ပေးတဲ့အကျင့်လေးလုပ်ပေးထားတာကပို့ပြီးတော့ကောင်းပါပါတယ် okay အဲ့တော့တခါတည်း practice လုပ်ပါမယ်let's clean up okay clean up ကိုကျမတို့က link ချိတ်ဖက်လို့ရှိရင် clean up ဆိုပြီးတော့ထွက်ရပါတယ် let's clean up your toys 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 put your toys away အယုတ်တွေကိုနေရာမှာပြန်သိမ်းလိုက်ပါ okay put နော်ကေနော်ရှေ့က put ရဟိုးနောက်ဆုံးမှာရှိတဲ့ away ရ put away ကသိမ်းတာကိုပြောတာပါ your toys ဆိုတာကမင်းရဲ့အယုတ်တွေတားရဲ့အယုတ်တွေပေါ့နော် okay တားရဲ့အယုတ်တွေကိုပြန်သိမ်းလိုက်ပါ okay အဲ့တော့နော်ဒီကလေးကစားပြီးသွားပြီဆိုရှင်တားရဲ့အယုတ်တွေကိုသိမ်းလိုက်အောင်ဆိုရှင် put နဲ့ your ကလေ put မှာက t နဲ့ဆုံးတယ် your က y နဲ့စတယ် t အဆုံး y စချလို့မဲ့ t y ရဲ့တန်က ch o u i ရဲ့တန်က or ch or ဆိုတော့ put your ပေါ့နော် put your toys away အဲ့ဒါကိုကျွန်တော်က link ချိတ်ဖက်တယ်နော် put your toys away try away မဟုတ်ပါဘူး toys away put your toys away နော်တားရဲ့အယုတ်တွေကိုပြန်သိမ်းလိုက်ပါအောင် put your toys away put your toys away put your toys away don't run inside the house အိမ်ထဲမှာမပြေးရဘူးခင်ဗျာအိမ်ထဲမှာတမန်တလင်းခင်းထားတယ်အဲ့လိုနေရာမျိုးမှာပြေးလို့ရှိရင်နော်တခုခုဖြစ်တာမျိုးဖြစ်မှာဆိုလို့စိုးရင်စိတ်နဲ့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်ဒီလိုဝက်ကြမျိုးလေးကိုပြောလို့ရပါတယ် don't run inside the house 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 be careful you might fall ဂရုစိုက်အောင်လဲကျသွားအောင်မယ် okay နော်အဲ့တော့be careful you might fall be careful ဂရုစိုက်အောင် you might fall okay နော် fall ကလေလဲကျသည်အဲ့တော့ might fall ဆိုတော့လဲကျအောင်မယ်လဲကျလိမ့်မယ်ပေါ့နော် might ကလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ you might fall မင်းလဲကျလိမ့်မယ် okay အဲ့တော့ကလေးကအရန်ပြေးလာတယ်ပြေးလာတဲ့အချိန်မှာပေါ့နော်မမေကနေပြီးတော့နော် be careful ဂရုစိုက်အောင် you might fall လဲကျသွားလိမ့်မယ်ဆိုရင်စိတ်နဲ့ပြောတဲ့အခါမှာဒီလိုမျိုးလေးပြောလို့ရပါတယ် be careful you might fall be careful you might fall be careful you might fall place gently please တသေးချာချာငင်းငင်းလေးကစားနော် okay နော်အရန်ပြေးပြီးတော့ကစားလို့ရှိရင်လဲကျမှာဆိုလို့ view site တဲ့သဘောနဲ့ပြောတဲ့ဝက်ကြမျိုးလေးပါ place gently please play gently please play gently please can I help you
okay နော်မေမေကူညီပေးရမလားဒါကတော့နော်မေမေနဲ့သားနဲ့စကားပြောတဲ့အပိုင်းဆိုတော့နော်မေမေသားဒီလိုမျိုးပဲထည့်ပြီးတော့သုံးလိုက်ပါတယ် Can I help you ခံနဲ့ I ကကျမတို့ကနော် link ချိတ်ဖတ်လို့ရှင် Can I ဆိုပြီးတော့ဖတ်ရပါတယ် Can I help you နော်မေမေကူညီပေးရမလား okay နော်ကိုကနေပြီးတော့ကိုယ့်ရဲ့သားကိုကူညီပေးခြင်းလို့ရှိရင်ဒီလိုမျိုးလေးသုံးလို့ရပါတယ် Can I help you Can I help you Can I help you Show me your drawing မေမေကိုတားရဲ့ပကြီးကားလေးပြပေးပါအောင် show me မေမေကိုပြပါအောင် show ကပြတာဒီမိကတော့ဒီမှာနော်မေမေလို့ပဲနန်းစားသုံးလိုက်ပါတယ်မေမေကိုပြပါအောင် your ဆိုတာကမင်းရဲ့တားရဲ့ပေါ့နော် drawing ကရေးဆွဲနေသည်ဆိုတဲ့ verb ဆိုတာထက်ဒီမှာ gerund noun အနေနဲ့ပကြီးကားကိုပဲသုံးသွားတာပါ okay နော်ဒီမှာတော့ပကြီးကားပေါ့နော်အဲ့တော့တားရဲ့ပကြီးကားလေးကိုမေမေကိုပြပါအောင် show me your drawing show me your drawing show me your drawing Show me your drawing. That's a lovely picture. အရန်လာတဲ့ပကြီးကားလေးပဲ။ Okay နော်ကိုသားရဲ့ပကြီးကားလေးကိုပုံလေးကိုကြည့်လိုက်တဲ့အခါမှာပုံကမလှပေမဲ့ကိုကနေပြီးတော့ဟဲသားရဲ့ပုံကလည်းလှလည်းမလှဘူးပြောတဲ့အခါမှာပြောလိုက်လို့ရှိရင်ကိုယ့်ရဲ့သားကစိတ်သက်ကျသွားမယ်။ဟဲငါဆွဲထားတဲ့ပုံကြီးမလှဘူးလား။ဒီလိုမျိုးအတွေးကိုနော်ဝင်သွားမှာဆိုတဲ့အတွက်ကြောင့်အခုလိုမျိုးလေ That's a lovely picture. အရန်လာတဲ့ပကြီးကားလေးပါလား။နော်အဲ့လိုမျိုးပြောပေးတာကကလေးတွေအတွက်ကိုအရန်အထောက်အကူပြုပါတယ်။ Okay အဲ့ဒါဆိုရှင်ကလေးကကိုယ့်ကိုယုံကြည်မှုအပြည့်ရှိသွားမယ်အဲ့တော့နောက်ကနေပြီးတော့အားပေးတဲ့အကျင့်လေးကိုလုပ်ပေးပါနော် That's a lovely picture အရန်လာတဲ့ပကြီးကားလေးပဲ That's a lovely picture That's a lovely picture Let's read a book together စာအုပ်လေးတွေအတူတူဖတ်ကြရအောင် Okay let's read ဆိုတာကဖတ်ကြရအောင် a book စာအုပ်တစ်အုပ် together အတူတူ Okay ကိုယ့်ရဲ့ကလေးကဟဲသားကစာမဖတ်တတ်သေးတာနော်ဖတ်ပြလို့အဆင်ပြေပါမလားဒီလိုမျိုးတွေးတဲ့မမေဆိုလို့ရှိရင်ဒီဗီဒီယိုကိုဆက်ပြီးတော့ကြည့်ပေးနော်ဘာလို့လဲဆိုတော့ကလေးကဘလောက်ပဲငယ်ငယ်ကလေးတွေရဲ့ဘေးနားမှာစာတွေကိုခဏခဏဖတ်ပြပေးတာကသူတို့လည်းနောက်တစ်ချိန်ကြီးလာတဲ့အခါမှာစာအုပ်စာပေကိုပို့ပြီးတော့မျက်နှိုးလာမယ်ပြီးလို့ရှိရင်ပို့ပြီးတော့သူတို့ကတိတက်လာမယ်ပို့ပြီးတော့လိမ်မာလာမယ်အဲ့တော့ကလေးတွေကိုစာအုပ်တွေကိုချစ်တတ်အောင်စာအုပ်တွေနဲ့ရင်းနှီးအောင်ပြုစုပြောထောင်ပေးပါ Okay အဲ့ဒါဆိုရှင်ဒီဝက်ကြလေးကိုဆက်ပြီးတော့ဖတ်ပေးပါမယ် Let's read a book together Let's read a book together Let's read a book together Turn off the TV please နော် TV ကိုပိတ်လိုက်တော့ Okay အချိန်နဲ့ပဲကလေးတွေကိုပြသနေပေါ့နော်စတိုက်ကြီး screen time တွေကိုထိသွားလို့ရှိရင်ကလေးတွေရဲ့နော်အမြင်အာရုံတွေပြီးလို့ရှိရင်သူတို့ရဲ့မှတ်ဉာဏ်တွေကိုအရန်ထိခိုက်စေပါတယ်အဲ့တော့ဒီဖုန်းတွေကိုသို့မဟုတ်ဒီ TV တွေကိုနော်သူ့ရဲ့နာရီအပိုင်းခြားပဲကြည့်သင့်ပါတယ်ပြသင့်ပါတယ် Okay turn off ဆိုတာကပိတ်ခိုင်းတာ turn on ဆိုလို့ရှိရင်ဖွင့်ခိုင်းတာနော် Okay အဲ့တော့ turn off ဆိုတော့ပိတ်လိုက်တော့ the TV နော်ဒီ TV ကိုရုပ်မြင်သံကြားကို please ကျေးဇူးပြုပြီးတော့ turn off the TV please နော် TV ကိုပိတ်လိုက်တော့ turn off the TV please 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 Be a good boy တားလိမ်မလေးဖြစ်ရမယ်နော် Okay B ဆိုတာကဖြစ်ပါစေအဲ့တော့for one ကိုရှေ့မှာတင်ထားလို့ရှိရင်ဖြစ်ပါစေเนาะလှုပ်ပါသွားပါအဲ့လိုမျိုးပုံစံနဲ့ဘာသာပြန်ရတယ်ဒီတော့ B ကဖြစ်ရမယ်เนาะ a good boy okay เนาะတားလိမ်မလေးဖြစ်ရမယ် okay be a good boy be a good boy boy ဆိုတဲ့ boy okay เนาะဒီ boy ရဲ့အတန်လေးကိုเนาะ give စိုက်ပေးပါ be a good boy be a good boy be a good boy Don't lie မလိမ်ရဘူး Okay เนาะကလေးကိုငယ်ငယ်လေးတွေကလိမ်မပြောတတ်တဲ့အကျင့်ကိုလုပ်ပေးတာကပို့ပြီးတော့ကောင်းပါတယ်အဲ့တော့ Don't lie မလိမ်ရဘူးเนาะမေမေကိုအမှန်တိုင်းပဲပြောရမယ်ဒီလိုမျိုးလေးခဏခဏလေးပြောသင့်ပါတယ် Don't lie Don't lie Don't lie Say thank you ကျေးဇူးတင်ပါတယ်လို့ပြောရမယ်เนาะ Okay တရားရောက်ကနေပြီးတော့ကိုเนาะဒီကိုယ့်ရဲ့ကလေးကိုမုံမိုးပေးတယ်ဆိုလို့ရှိရင်เนาะတားကနေပြီးတော့ကျတော့ thank you ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားကိုပြောရမယ်အကြောင်းကိုသင်ပေးထားတာကလည်းเนาะကောင်းတဲ့အပြုအမူတစ်ခုပါပဲအော်ဒီမှာလဲ say thank you ကျေးဇူးတင်ပါတယ်လို့ပြောရမယ်လေ Okay သူ့ရဲ့ဦးတော်တော်တွေကနေပြီးတော့မုံမိုးပေးတယ်ဆိုလို့ရှိရင်မေမေကနေပြီးတော့ကိုယ့်ရဲ့သားကို say thank you ကျေးဇူးတင်ပါတယ်လို့ပြောရမယ်လေဒီလိုမျိုးကျေးဇူးတင်ကြောင်းကိုပြောခိုင်းတာပါ Say thank you Say thank you Say thank you Say please ကျေးဇူးပြုပြီးလို့
ပြောနော် okay ပစ္စည်းတစ်ခုခုကိုထက်အကြီးတွေကိုယူခိုင်းတဲ့အခါမှာဟိုဟာယူပေးဒီဟာယူပေးအဲ့လိုမျိုးပေါ့နော်ရိုင်းရိုင်းဆိုင်ဆိုင်ပြောမယ့်အစားနော်မေမေနော်ဒီအယုတ်လေးယူပေးပါဥနော်ဒီမုံလေးကိုဝယ်ပေးပါနော်ကျေးဇူးပြုပြီးတော့ဒီအယုတ်လေးကိုဝယ်ပေးပါကျေးဇူးပြုပြီးတော့ဒီမုံလေးကိုဝယ်ပေးပါအဲ့လိုမျိုး please လေးကိုထည့်ပြီးတော့ပြောခိုင်းတာပါဒါကလည်းကောင်းတဲ့အမှုအကျင့်တစ်ခုပါပဲ say please say please say please say sorry တောင်းပန်ပါတယ်လို့ပြောလိုက်ပါကိုသားကြောင့်တခြားကလေးလေးကနောက်တစ်ခုခုဖြစ်သွားတယ်ခိုင်းမိသွားတယ်ဆိုလို့ရှိရင်တောင်းပန်ပါတယ်လို့ပြောခိုင်းတဲ့အမှုအကျင့်လေးပါဒါကလည်းမိဘတွေအနေနဲ့သင်ပေးတဲ့နော်သင်ပေးတဲ့အပြုအမူတစ်ခုပါပဲ say sorry say sorry say sorry don't touch that အဲ့ဒါကိုမထိနဲ့ဥမာဆိုပါဆိုနော်ရင်နွေးအိုးကနော်ဒီမှာ gas ဖိုးမှာတင်ထားတယ်ခလေးကကင်မိုးဆိုပြီးတော့အဲ့နာကိုသွားတယ်အဲ့အချိန်မှာမေမေကနေပြီးတော့လှမ်းអော်လိုက်တယ် don't touch that don't touch that don't touch that အဲ့ဒါကိုမထိနဲ့ it's hot ပူတယ်နော်ပူတဲ့အရာနော်အဲ့လိုမျိုးပြောတာပါ don't touch that listen to me please မေမေပြောတာကိုနားထောင်နော် listen to me မေမေပြောတာငါပြောတာကိုနားထောင် please ကျေးဇူးပြုပြီးတော့ okay အဲ့တော့ listen to me please listen to me please listen to me please share your toys with friends တငယ်ချင်းတွေကိုအယုတ်တွေဝေမျှပြီးတော့သုံးရမယ်နော် okay အဲ့တော့ share ကဝေမျှပြီးတော့သုံးရမယ် your toys မင်းရဲ့အယုတ်တွေကိုသားရဲ့အယုတ်တွေကိုပေါ့နော် with friends တငယ်ချင်းတွေနဲ့အဲ့တော့นี่တငယ်ချင်းတွေနဲ့ကစားမယ်ဆိုရှင်အယုတ်ကိုဝေးမျှပြီးတော့ sharing လုပ်ပေးတဲ့ပုံစံလေးကလည်းကောင်းတဲ့အမှုအကျင့်တစ်ခုပါပဲโอเคเนาะငါအယုတ်ကိုငါကင်မယ်တားအယုတ်ကိုဘယ်သူမှမကင်ရဘူးเนาะအဲ့လိုပြောမယ်စားတားရဲ့အယုတ်ကိုတားရဲ့တငယ်ချင်းတွေနဲ့အတူတူဝေးမျှပြီးတော့သုံးရမယ်เนาะစကားမများရဘူးရံမဖြစ်ရဘူးဒီလိုမျိုးသင်ပေးတာပါ share your toys with friends share your toys with friends share your toys with friends wait a minute please ခဏလေးစောင့်ပါအောင် wait a minute ဆိုတာက1 minute စောင့်ပါအောင်ဆိုတာထက်ပေါ့နော်ခဏလေးစောင့်ပါအောင် please ကျေးဇူးပြုပြီးတော့ okay wait a minute please ခဏလောက်စောင့်အောင် okay နော်တားကနေပြီးတော့မေမေဘိုက်စာနေပြီး I am hungry နော် I am hungry မေမေရဲ့တားဘိုက်စာနေပြောတဲ့အခါမှာဟင်းရမကြက်သေးဘူးချက်တုံးတက်လန့်မဲ့ရှိသေးတယ် okay အဲ့ဒါဆိုရှင် wait a minute please ခဏလောက်စောင့်အောင်ကြက်တော့မယ်ဒီလိုမျိုးကိုပြောတာပေါ့နော်Wait a minute please. Wait a minute please. A minute လို့မဖတ်ပါဘူး Wait a minute လင်းချိတ်ပြီးတော့ဖတ်ရပါတယ်နိုင်ငံသားတွေကပြောပြီးဆိုရှင် Wait a minute လို့မသွားဘူး Wait a minute လို့လည်းမဖတ်ဘူး Wait a minute. Wait a minute. Wait a minute please. Wait a minute please. Wait a minute please. I am proud of you. တားအတွက်မေမေဂုဏ်ယူပါတယ် Okay နော်အဲ့တော့ဒီမှာကမေနဲ့သားအကြောင်းကိုပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာ I ကတော့မေမေပေါ့နော်မေမေကနော် of you မေအတွက်သားအတွက် am proud of ဆိုတာကဂုဏ်ယူတယ် okay နော်ကိုယ့်ရဲ့သားကအကြောင်းမှာအဆင့်1ရလာတယ်2ရလာတယ်3ရလာတယ်အဲ့တော့အဆင့်ကောင်းတဲ့နော်အဆင့်ကောင်းတဲ့ရလာတစ်ခုရလာရဆိုရှင်မေမေကနေပြီးတော့ I am proud of you နော်သားအတွက်မေမေဂုဏ်ယူပါတယ်ဒီလိုမျိုးလေးခဏခဏလေးပြောပေးနော် I am proud of you I am proud of you I am proud of you. It's time for bed. အဲ့ရဝင်မဲ့အချိန်ရောက်ပြီ Okay ညအိတ်ခါနီးမှာကလေးကเนาะ TV ကြည့်ကျင်နေဒါမှမဟုတ်ရှင်ဖုန်းသုံးကျင်နေတဲ့ကစားကျင်နေသေးတယ်ဆိုလို့ရှိရင်เนาะအဲ့ဒါဆိုရှင်เนาะ It's time for bed. အဲ့ရဝင်မှုအချိန်ရောက်ပြီเนาะဒါကြီးအိတ်ရအောင်เนาะဒီလိုမျိုးလေးပြောလို့ရပါတယ် It's time for bed. It's time for bed. It's time for bed. Put on your pajamas. Okay နော်ညဝတ်အင်ကြီးလဲလိုက်တော့ put on ဆိုတာကဝတ်ခိုင်းတာ your pajamas okay နော် your pajamas ဆိုတာကနော်ညဝတ်အင်ကြီးမင်းရဲ့ညဝတ်အင်ကြီးနော်သားရဲ့ညဝတ်အင်ကြီးကိုဝတ်လိုက်တော့လဲလိုက်တော့လို့ပြောတာပါ put on your pajamas put on your pajamas okay နော် put နဲ့ on ကိုကျမတို့ကလေ link shape ဖတ်လို့ရှင် put on ဆိုပြီးတော့ဖတ်လို့ရပါတယ် put on your pajamas put on your pajamas put on your pajamas did you brush your teethသွားတိုက်ပြီးပြီလား Okay တင်းနဲ့ယူက did you လို့ဖတ်ရရနော် Okay အဲ့တော့မနက်တစ်ခါညတစ်ခါသွားတိုက်ရတယ် Okay အဲ့တော့ညအိပ်ရမဝင်ခင်မှာသွားတိုက်ပြီးပြီလားလို့မေမေကမေးချင်တယ်ဆိုရှင် Did you brush your teeth သွားတိုက်ပြီးပြီလားတင်းနဲ့ယူက did you လို့ဖတ်တယ် Did you brush your teeth 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 Last turn off the light
မီးပိတ်လိုက်ရအောင် okay เนาะ let's turn off ဆိုတော့ပိတ်လိုက်ရအောင် the light မီး okay အဲ့တော့မီးပိတ်လိုက်ရအောင်လို့ပြောချင်တယ်ဆိုရင် let's turn off the light okay เนาะအဲ့ခါนี้မှာမီးပိတ်တယ်เนาะမီးပိတ်တော့မယ်ဆိုရှင်ကိုယ့်ရဲ့သားလေးကိုခိုင်းမယ်ဆိုရင် let's turn off the light เนาะဒါမှမဟုတ်ရှင်เนาะမီးပိတ်မဲ့အကြောင်းကိုယ့်ရဲ့သားကိုပြောမယ်ဆိုရှင် let's turn off the light let's turn off turn off ကလေ turn off ဆိုပြီးတော့လင်းချလို့ရပါတယ် let's turn off the light let's turn off the light let's turn off the light are you comfortable เนาะဒါအဆင်ပြေရဲ့လားအဲ့လိုကောင်းလားเนาะအဲ့ရတာเนาะဒီအဲ့ရတိုင်းမှာအဲ့ရတာအဆင်ပြေရဲ့လားလို့မေးတာပါနေကောင်းလားဒီလိုမျိုးလို့မေးတာပေါ့เนาะ are you comfortable are you comfortable comfortable မပါဘူး comfortable comfortable are you comfortable အဆင်ပြေရဲ့လားAre you comfortable? Are you comfortable? Tomorrow is a new day. မနေ့ပြန်ဆိုရင်နေ့တစ်ခုကိုရောက်လာမယ်။ Okay เนาะ tomorrow မနေ့ပြန်ဆိုတာကเนาะကိုမကြုံရသေးတဲ့နေ့တစ်ခုဆိုတာကိုကလေးကိုပြောပြတာပါ။ Tomorrow is a new day. Tomorrow is a new day. မနေ့ပြန်ဆိုရင်နေ့တစ်ခုကိုရောက်လာမယ်။ Tomorrow is a new day. Tomorrow is a new day. Tomorrow is a new day. I love you so much တားကိုမေမေအရန်ချစ်တယ်သိလားโอเคเนาะမေမေကနေပြီးတော့ကိုယ့်ရဲ့တားကိုဘယ်လောက်ထိချစ်ကြောင်းဆိုเนาะချစ်ကြောင်းကိုပြောပြတင်ပါတယ်โอเคเนาะအဲ့လိုမျိုးခဏခဏပြောမှကလေးရဲ့စိတ်ထဲမှာအမြဲတမ်းနှွေးထွေးမှုတွေရမယ်မေမေကငါ့ကိုချစ်တာပဲငါဒီလိုမျိုးလုပ်ရမယ်ဆိုတဲ့အတွေ့အလေးတွေကကလေးရဲ့စိတ်ထဲမှာဝင်လာတာပါโอเคအော်เนาะဒါလေးကိုဖတ်ပြပေးမယ်เนาะ I love you so much love ကိုလေ love ဆိုပြီးတော့မဖတ်ပါဘူး love ဆိုပြီးတော့ဖတ်ရပါတယ် I love you so much I love you so much I love you so much Sweet dream my son အိမ်မက်ကောင်းကောင်းမှတ်ပါစေသားလေးရေ Sweet dreams my son โอเคเนาะအဲ့ရဝင်တဲ့အခါမှာကိုယ့်ရဲ့သားလေးမအိတ်ခင်မှာအခုလိုမျိုးတွေပြောပြတင်ပါတယ် Sweet dreams my son Sweet dreams my son Sweet dreams my son Sleep tight ကောင်းကောင်းအိပ်ပျော်ပါစေ sleep ကအိပ်ပျော်သည် tight ကတင်းကျပ်တာအော်ဒီနှစ်ခုကိုပေါင်းလို့ရှိရင်တင်းတင်းကျပ်ကျပ်အိပ်ပျော်တာမဟုတ်ဘူးเนาะကောင်းကောင်းအိပ်ပျော်ပါစေလို့ပြောတာပါ sleep tight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  good night mom โอเคเนาะဒါကတော့ကိုယ့်ရဲ့သားကနေပြီးတော့เนาะသားတယောက်ကနေပြီးတော့မေမေကိုပြောတဲ့စကားလေးပါကောင်းသောညလေးပါမေမေရေဆိုပြီးတော့ပြောတာပါအဲ့တော့ကိုကလည်းเนาะ good night sin ဆိုပြီးတော့ပြောတဲ့เนาะ good night mom Good night mom Good night mom ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะအိမ်မှာမမေတို့နဲ့တတမမီတို့နေ့စဉ်သုံးလို့ရမယ်အင်္ဂလိပ်စာကြောင်းလေးတွေကိုအတူတူလေ့ကျင့်ပြီးသွားပြီဆိုတော့ဒီနေ့ကစပြီးတော့အိမ်မှာ English လိုစကားစပြောဖို့မမင်းနဲ့အောင်เนาะကိုယ့်ရဲ့သားကနားလည်ပါမလားလို့တွေးပြီးတော့မပြောဘဲမနေပါနဲ့ဘာဖြစ်လို့လဲဆိုတော့သူ့ကိုအလေးအကျင့်ဖြစ်သွားအောင်နေ့တိုင်းနေ့စဉ်နေ့တိုင်းEnglish လို့ပြောပြတင်ပါတယ်ဒါမှသူတို့ကเนาะနေ့တိုင်းသူတို့ကကြားပြီးတော့ listening တွေเนาะခဏခဏကြားပါများပြီးတော့ English speaking ကိုသူတို့ကပြန်ပြီးတော့ပြောတတ်မှာပါအဲ့တော့ကိုယ့်ရဲ့သားလေးကို English လိုမျိုးပြောတတ်စေချင်တယ်ဆိုလို့ရှိရင်ကိုတိုင်းက English လိုစမ်းပြီးတော့ပြောကြည့်ပေးပါဒီထဲမှာရေးပေးထားတဲ့เนาะသင်ပေးထားတဲ့ဝါကျတွေကစုစုပေါင်း50ရှိတယ်เนาะဒီဝါကျလေးတွေနဲ့စပြီးတော့เนาะလေ့ကျင့်ပေးပါပြောပေးပါโอเคเนาะဒီလိုဗီဒီယိုမျိုးလေးတွေထပ်ပြီးတော့ဆက်ကြည့်ကျင်သေးတယ်ဆိုလို့ရှိရင်ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့လည်းမမေ့နဲ့ဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ် bye bye